တိုင်းပြည်ကိုဘလို့တိဆောက်မလဲတိုင်းပြည်ကိုဘလို့တိဆောက်မလဲမုတ်စီကျော်ကဗမာနေမှန်းမသိဘူးနှခမ်းနာနဲ့တဲ့ပါမလားပေါ့မုတ်စီကျော်ကဗမာနေမှန်းမသိဘူးနှခမ်းနာနဲ့တဲ့ပါမလားဒီဟာကဗမာစကားပုံတွေရှိတယ်ခင်ဗျားတို့ပြောသလိုစကားပုံတွေအကိုးအကားတွေနဲ့လည်းကျွန်တော်ပြောတတ်တယ်ဆိုတာကျွန်တော်ပြောပြတာအဲ့တော့ဒီဆေးအာနာရှင်စနစ်ကြီးကျွန်တော်တို့ကတိုက်လို့နိုင်ပြီဒီဆေးအာနာရှင်စနစ်ကြီးပြိုပြတ်သွားပြီဆိုရင်တောင်မှကျွန်တော်တို့တိုင်းပြည်ကိုတိဆောက်ဖို့အတွက်ကြလို့ရှိကျွန်တော်တို့ဘယ်ဟာကိုအတူယူမှာလဲဘယ်လိုမျိုးတိဆောက်မှာလဲလူတွေအကုန်လုံးကငြိမ်းချမ်းအောင်မင်းကအကောင်းမမြင်ဘူးမင်းပြောလိုက်လို့ရှိရင်အပြတ်တည်ကြီးပဲဒီလိုမျိုးတွေပြောနေတာတွေရှိလို့ကျွန်တော်ကခင်ဗျားတို့ကိုအခုတိုင်းပြည်တိဆောက်မဲ့ကိစ္စကိုကျွန်တော်အခုပြောမှာတကယ်အတီတွေပြောမှာဗမာပြည်ကိုတိဆောက်ဖို့အတွက်ဆိုလို့ရှိရင်တစ်အချက်ကလူတွေအကုန်လုံးအလုတ်ရှိနေဖို့လို့လူတွေအကုန်လုံးအလုတ်လုံနေဖို့လို့တတိုင်းပြည်လုံးចောင်းသားအသက်ခလေးအရွယ်တွေကလည်းကြောက်တက်နေဖို့လို့လူကြီးအရွယ်တွေကလည်းအလုတ်လုံနေဖို့လို့ဒီလိုအလုတ်လုံနေတဲ့အချိန်မှာမှရိုးရိုးတာမန်ထုတ်တဲ့ကုံရှိတယ်နော်ဘယ်လိုပြောမလဲဒီတစ်ကိုပေါ့တစ်ပင်ကြီးကိုတစ်ခုတ်တဲ့လူရှိဖို့လိုတယ်ဒေါ်ဆန်းစုကြည်ပြောတဲ့စကားမဟုတ်ဘူးနော်တစ်ခုတ်သမားမလိုဘူးမဟုတ်ဘူးတစ်ခုတ်မဲ့လူရှိဖို့လိုတယ်ပြီးသွားလို့ရှိရင်အဲ့ဒီတစ်ပင်ကိုလွှတ်တိုက်မဲ့လူလိုတယ်လွှတ်တိုက်ပြီးသွားလို့ရှိရင်အိမ်ဆောက်မဲ့လူလိုတယ်ပရိဘောဂရှိဖို့လိုပရိဘောဂလောက်တတ်တဲ့သူလိုတယ်ဒီလိုမျိုးတွေပေါ့ဗျာတစ်ခုတ်သမားလည်းလိုတယ်အများကအကုန်လုံးကလိုအပ်တယ်အဲ့တော့ဗမာပြည်အနေနဲ့တိုင်းပြည်ကိုစပြီးတော့တိဆောက်မယ်ဟေ့ဆိုလို့ရှိရင်ဘလို့တိဆောက်မလဲဆေးအာနာရှင်ကဆေးအာနာရှင်စနစ်မှာပညာရေးကိုအကုန်ဖျက်ဆီးသွားတဲ့အခါမှာကျွန်တော်တို့ကပညာရေးအနေနဲ့ပေါ့ပညာရှင်တွေဆိုပြီးနိုင်ငံခြားမှာသွားပြီးတော့အလုပ်လုပ်လို့ရတဲ့အနေအထားမျိုးကဗမာပြည်မှာမရှိသလောက်ပဲဆေးအာနာရှင်စနစ်ကနေပြီးတော့နော်ခင်ဗျားတို့ပြောနေတဲ့ဥနောက်ယိုစီးမှုတွေရောဥနောက်အပြင်ထုတ်တာတွေရောအဲ့ဒါတွေအကုန်လုံးကဗမာပြည်အနေနဲ့ကလှုပ်လို့မရတဲ့အနေအထားမျိုးတွေဖြစ်ကုန်ဥပမာအိန္ဒိယကနေပြီးတော့အိန္ဒိယအကြောင်းပြီးတဲ့ IT ပညာရှင်တွေပြီးတဲ့နီးမျိုးစုံနဲ့ဆေးပညာရှင်တွေပြီးတဲ့အဲ့ဒီလူတွေအကုန်လုံးကနိုင်ငံတကာမှာထွက်ပြီးတော့အလုပ်လုပ်နေပြီအဲ့ဒီနိုင်ငံတကာပညာရှင်ဈေးကွက်ကိုတိုးဖို့အတွက်ဗမာပညာရေးနဲ့လက်ရှိနေတဲ့လူတွေနဲ့ကဘလို့မှအဆင်မပြေဘူးခင်ဗျားတို့ရှောက်ပြီးတော့ပြောမနေနဲ့ကျွန်တော်ပြောတာသူများတက္ကသိုလ်ကြီးတွေမှာအပါမောက်ခလောက်တာတို့ဟိုပါမောက်ခလောက်တာတို့အဲ့ဒီလူတွေအကုန်လုံးဆိုတာပို့ပွင့်လင်းလင်းပြောရင်ဗမာနိုင်ငံသားဖြစ်တယ်အင်္ဂလိပ်စာတတ်တယ်ဗမာပြည်မှာအနည်းနဲ့အများဆိုသလိုတီးခေါက်မိရှိတယ်ဆိုပြီးတော့အဲ့ဒီလူတွေကိုတခြားတက္ကသိုလ်ကြီးတွေကနေပြီးတော့ဗမာနိုင်ငံသားမဖြစ်မနေပေါ့လက်ဖက်မစားကိုမစားဆိုပြီးအပါမောက်ခခန့်ထားတဲ့အနေအထားမျိုးပဲရှိတယ်ဘယ်ပုဂ္ဂလိကကုမ္ပဏီတွေကမှတော်တော်များများမှာဗမာတသိန်းမှာတယောက်တောင်မှခန့်ထားတဲ့လူမရှိဘူးဗမာတသိန်းတော့ဗမာတက္ကသိုလ်တွေကနေထွက်လာပြီးတော့မင်းအောင်လိုက်ဘွဲယူသွားတဲ့ဂုံတူးဆောင်ဘွဲယူသွားတဲ့တက္ကသိုလ်တွေကနေထွက်လာပြီးတော့တသိန်းမှာတယောက်တောင်မှပုဂ္ဂလိကကုမ္ပဏီကြီးတွေမှာခန့်ထားတာမရှိဘူးအစိုးရဌာနတွေမှာတော့ကုလသမဂ္ဂကလည်းခန့်တယ်တခြားတက္ကသိုလ်ကြီးတွေမှာလည်းခန့်တယ်ဘာဖြစ်လို့ခန့်လဲဆိုတော့ကုလသမဂ္ဂကလည်းဗမာဆိုတဲ့နာမည်ပါရင်ရပြီအဲ့တော့ကုလသမဂ္ဂဗမာဆိုတဲ့နာမည်ပါရင်ရပြီဆိုပြီးခန့်တဲ့အတွက်ရင်နွယ်လို့ပေါ့ဥနေဝင်းမရအစားကုလသမဂ္ဂမှာယာထုအကြီးတွေရတယ်အဲ့ဒါခင်ဗျားတို့အရေးချင်းရှိလို့မဟုတ်ဘူးဗမာပြည်ဆိုတဲ့နိုင်ငံရှိနေလို့ရတာအဲ့တော့ဗမာပြည်အနေနဲ့ကပညာရှင်တွေမွေးထုတ်ပြီးတော့နိုင်ငံတကာမှာသွားပြီးတော့လုပ်မယ်ဆိုတဲ့ဟာလည်းမေ့လိုက်တော့နောက်ဆုံးပတ်စံရတယ်လို့ပြောတဲ့ဟာမျိုးဆိုလို့ရှိရင်လေကိုအောင်လာတို့လိုမျိုးပေါ့အဲ့လိုမျိုးလက်ဝိတ်ထိုးပြီးစားဖို့ဆိုတဲ့ဟာကလည်းနိုင်ငံတကာနဲ့ရှင်ရမှာထိုင်းနိုင်ငံလောက်မှာတော့အဆင်ပြေရင်ပြေလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်တယောက်ကောင်းတဦးကောင်းအနေနဲ့ထူးချွန်ရင်ထူးချွန်လိမ့်မယ်ကြံတဲ့ဟာမစင်းစားနဲ့ UFC ကိုရောက်ဖို့ဆိုတဲ့ဟာတော်ုံတန်ုံလွယ်တဲ့ကိစ္စလည်းမဟုတ်ဘူးခင်ဗျားတို့အခုလောင်းကစားနဲ့ပတ်သက်ပြီးတော့ပြောလိုက်အောင်မယ်ကျွန်တော်ဥစ္စာပေါ့ဂျော်ရှူဝါဘန်ပေါ့
ဗမာတွေအကုန်လုံးကြိုက်နေတယ်အကုန်လုံးဂုံယူနေတယ်ခင်ဗျနှောက်ပွဲထိုးရှုံးကိုရှုံးတယ်အာကစားကိစ္စကိုပြောတာနော်ဂျော့ရှူဝါဘန်ချင်းဖြစ်တာတို့ဗမာပြည်သားဖြစ်တာတို့အမေရိကန်မှာနေတာတို့ပြောတာမဟုတ်ဘူးနောက်အဲ့ချန်ပီယံစိန်ခေါ်ပွဲမှာဂျော့ရှူဝါဘန်ရှုံးကိုရှုံးမယ်ဒါတသက်မဲ့အစဲခံပြီးတော့ပြောတာလောင်းကစားနဲ့လှုပ်ပြီးတော့ပတ်စံလိုချင်တဲ့လူတွေအတွက်ပြောတာခင်ဗျားတို့ဂျော့ရှူဝါဘန်ချန်ပီယံကားကိုဘိုလူပွဲမှာထိုးကြည့်ဒါပေမဲ့ဗမာပြည်ကလူတွေခေါ်ပြီးတော့ထိုးရင်တော့မပြောတတ်ဘူးပေါ့တကယ်စိန်ခေါ်တဲ့အခုဟိုးစားပေါ်တူဂီယာကောင်တို့ဂျပန်ကောင်တို့နဲ့ဂျော့ရှူဝါဘန်ထိုးရှုံးကိုရှုံးတယ်အဲ့ဒါခင်ဗျားတို့ကိုပတ်စံကိုနှမျောတယ်ဆိုလို့ရှိရင်ကြိုက်တယ်လို့လို့ဒါထားတော့သူဒါပေမဲ့ဗမာတိုင်းရင်းသားတွေကချင်းတွေကချန်ပီယံဖြစ်တယ်ဆိုတာတော့ဂုံယူလိုက်နောက်ပွဲရရှုံးကိုရှုံးတယ်ထားတော့အဲ့တော့ဒီလိုမျိုးလုပ်ဖို့ဗမာတွေအနေနဲ့လူအရေးအသွေးတွေကိုရောင်းစားဖို့ပေါ့ဥပမာအမှုမြူပညာရှင်ကြီးအမေရိကကိုထွက်ပြေးသွားတယ်တို့ဘာလို့အဲ့ဒါမျိုးတွေကလည်းမရှိတော့ဘူးဥပမာနောက်ဗမာပညာရှင်ဆိုလို့ရှိရင်ယူဘဗေဒပညာရှင်ဒေါက်တာခင်မောင်ညိုဆိုပြီးတော့ခေါ်တယ်ဒေါက်တာခင်မောင်ညိုဆိုလို့ရှိရင်လေဒေါအောင်ဆန်းစုကြည်ကမိโกဘုံပြောလို့ရှိရင်အဲ့ဓာတုဗေဒပညာရှင်ကဘာဖြစ်သွားလဲသိလားမိလောင်ဘုံကိုမိโกဘုံဆိုပြီးပြောင်းတယ်အဲ့တော့ဗမာပညာရှင်တွေဆိုတဲ့လူတွေအကုန်လုံးကကြော့ပါရဲ့အာနာရှင်လက်ထက်မှာပညာရှင်ဆိုတာမရှိတော့ဘူးလူလိန်နေဆိုတာပဲရှိတော့တယ်သူတို့ပညာတက်ကောင်းတက်လိမ့်မယ်သူတို့ပညာတက်ကောင်းတက်လိမ့်မယ်သူတို့သိကောင်းသိလိမ့်မယ်အကုန်လုံးကလူလိန်နေကြီးပဲစီးပွားရေးပညာရှင်ဆိုလို့ရှိရင်လည်းဥစိန်သေးပေါ့အခုအမေရိကမှာအခုအာနာသိန်းတာနဲ့ပြန်ပြေးသွားတယ်ဘယ်လိုပြောမလဲဥစိန်ဝင်းလက်ထက်မှာလည်းပေါ့စီးပွားရေးပညာရှင်ကြီးပေါ့ဒေါအောင်ဆန်းစုကြည်လက်ထက်မှာလည်းစီးပွားရေးပညာရှင်ကြီးပေါ့ကိန်းကနန်းတွေများအောင်အကုန်တွက်တယ်ဗမာပြည်မှာတယ်လီနောကလာရင်းနဲ့ဖင်လန်နိုင်ငံကနိုကီယာကုမ္ပဏီပိုင်ဆိုင်တဲ့ဘီလီယံထောင်သောင်းတွေချီပြီးတော့ဗမာပြည်ရဲ့စီးပွားရေးကဒီလောက်မြင့်တက်လာပါပြီပေါ့သိစိတ်အစိုးရလက်ထက်မှာတသိန်းတက်တယ်ဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်မှာတကယ်တက်အောင်လုပ်တယ်ဆိုပြီးတော့တကယ်ပါလုံးမှာတိုယိုတာကုမ္ပဏီကဗမာပြည်မှာလာပြီးဆူဇူကီကုမ္ပဏီကဗမာပြည်မှာလာပြီးယင်းနှိမ့်မြုပ်နှံတယ်အဲ့ဒါကဘာလဲဆိုတော့ကားတွေဗမာပြည်မှာရောင်းမဲ့ကားတွေကိုတတ်ဖို့ဆင်ဖို့ပဲဒါပေမဲ့ဥစိန်သေးတို့ကတွက်လိုက်တယ်ဆူဇူကီကုမ္ပဏီကဒေါ်လာဘီလီယံပေါ့အပန်းလိုက်ချီပြီးတော့တန်းနေတယ်အဲ့တော့ဗမာပြည်မှာလာပြီးယင်းနှိမ့်မြုပ်နှံတယ်ဆိုပြီးစည်ရင်းတွေအကုန်လိမ့်